အားလုံးအနေနဲ့တချင်းတပုတ်တီးတော့မယ်ဆိုရင်ဒီတချင်းက chord ပဲနှစ်ခုရှိလဲဆိုတာရေတွက်ကြည့်ဘူးလားတကယ်လို့မရေတွက်ကြည့်ဘူးသေးဘူးဆိုရင်ကျွန်တော်လည်းအတူတူရေတွက်ကြည့်ရအောင်တခါတလေမှာတချင်းတပုတ်မှာက chord 3ခုနဲ့အဆုံးသတ်သွားတဲ့တချင်းရှိတယ်ဒါမှမဟုတ်အချို့တချင်းကလေးတချင်းတွေဆိုရင် chord နှစ်ခုထဲနဲ့အဆုံးသတ်တဲ့တချင်းရှိရပေါ့နော်တချင်းအကုန်လုံးပေါ့ဒီ chord နှစ်ခုပဲရှိတယ်ဒါမှမဟုတ်အချို့တချင်းက4 chord အချို့တချင်းက6 chord ပေါ့နော်အဲ့လိုမျိုးရှိပါတယ်အဲကြောင့်ဒီနေ့ကျွန်တော်တို့အတူတူဒီတချင်းတွေရဲ့ chord တွေပေါ့နော်ရေးတွက်ကြည့်အောင်ဟုတ်ကဲ့ပါဗီဒီယိုဆက်မှတ်ကြည့်ခင်မှာ KBK ရဲ့ Facebook page ကို like ပြီး YouTube channel ကိုလည်း subscribe ချင်ဖြင့် KBK ကိုအားပေးကြပါအောင်ခင်ဗျာအားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့တချင်းတပုတ်ထဲမှာ chord ပဲနှစ်ခုရှိလဲဆိုတာရေးတွက်ကြည့်အောင်ပေါ့နော်အတူတူပထမဆုံးအနေနဲ့ကျွန်တော်တို့ကလေးတချင်းပေါ့London Bridge is falling down အဲ့ဒါ chord နှစ်ခုတည်းရှိပါတယ်ပေါ့နော်ဟိုမှာ key C ထဲမှာဆို C ရဲ့ G ရဲ့အဓိက London Bridge is falling down falling down falling down London Bridge is falling down တဲ့လား CG CG အဲ့ဒါပဲရှိဒါဆို chord နှစ်ခုကဲနောက်ထပ်တိုးလာတဲ့ chord က chord 3ခုရှိတဲ့တချင်းကြည့်အောင်ကဲchord 3ခုရှိတဲ့တချင်းကဘာတချင်းဖြစ်မလဲဆိုတော့ Happy birthday တချင်းကိုနားထောင်ကြ Happy birthday to you Happy birthday to you Happy birthday Happy birthday Happy birthday to you ဒီချင်းက chord 3ခုရှိဒါမှမဟုတ်အခြားကလေးတဲ့ချင်းတွေအများကြီးရှိတယ် chord 3ခုတည်းပဲပြီးရင်နာမည်ကြီးတဲ့ pop song ထဲက chord 3ခုတည်းရှိတဲ့တဲ့ချင်းကပါရှိသေးလဲဆိုတော့ကျွန်တော်တို့when you say nothing at all ပေါ့နော်ကိုနှလုံးသားလေးတဲ့ရင်ခုန်တော့ထိန်ဖို့ခက်ပြီးငြိမ်ထိန်မြုံနိုင်ဘူးချစ်လို့ခေါ်သလားနောက်ဆုံးတဲ့လားဒီတချင်းဆိုလဲ chord 3ခုတဲ့နဲ့ပတ်တီးပြီးတော့တချင်းနဲ့ကိုရေးထားတဲ့တချင်းဖြစ်တယ်ဖွဲ့စည်းထားပါတော့အဲကြောင့်မလို့အဲ့လိုမျိုးတက်ချင်းအားဖြင့်ကျွန်တော်ဒီတချင်းက chord ကဒီလောက်ပဲရှိပါလားဆိုပြီးတော့တခါတလေကျွန်တော်လေ့ကျင့်အခါမှာဒီ chord တွေကိုပေါ့နော်တီးလိုက်တဲ့အခါမှာကျွန်တော်တို့တီးရတာပို့ပြီးတော့ပျော်သွားတာပေါ့ဒီချင်းက chord အများကြီးမရှိဘူး chord ဒီလောက်ပဲရှိတယ်အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့အခြေခံသမားဆိုရင်လေ့ကျင့်လို့လွယ်သွားတာပေါ့နော် chord တွေရေးတွက်ကြည့်ခြင်းအပြင်ကဲပြီးတော့နောက်ထပ်အချို့တချင်းကဒီ comment မိထားတဲ့အတိုင်းပေါ့နော်မြန်မာတချင်းထဲမှာဒီ chord progression အတိုင်းပေါ့နော် chord ၄ခုနဲ့ဒီလိုရတဲ့တချင်းတွေပါလို့ရှိလေတခါလေးဖြည့်သွားမယ်ဒီဗီဒီယိုထဲမှာ okay chord ၄ခုအရင်အရှိကကျွန်တော်ပြောခဲ့တဲ့ဗီဒီယိုတွေထဲမှာက chord progression ပေါ့နော်1 5 6 4ဒီတခါ chord ၄ခုရှိတဲ့တချင်း chord ၄ခုရှိတဲ့တချင်းကအများကြီးရှိရပြောလို့မဆုံးပေါ့နော်ကဲမြန်မာတချင်းထဲဆိုရင်ကျွန်တော်တို့ယုံကြည်ရတဲ့ချင်းဆိုတာမြေယုံကြည်ရတဲ့ခုတွေအသက်ကို down stage လာပဲဘွားမဘာကိုယုံကြည်မလဲချလန်ပါတနေ့တော့ရောက်မှာပါတဲ့လားဒီ chord ၄ခုရှိတယ်ဒီတချင်းကတော့ကဲပြီးရင်နောက်ထပ်မြန်မာတချင်း chord ၄ခုရှိတဲ့တချင်းကပါရှိသေးတယ်ဆိုတော့မျောလင်းချက်တဆုံတရားတချင်းဆိုလဲ chord ၄ခုနော်မျောလင်းချက်တဆုံတရားမပါဝေးပါတယ်ဘေးဆက်ကမျောလင်းချက်တဆုံတရားဘေးဆက်ပြောင်းရင်ဟဲကဒစာတရားနဲ့ဒီတချင်းဆိုလဲ chord ၄ခုထဲပါပဲပေါ့နော် okay ဒီတစ်ခါကျွန်တော်တို့ chord 5ခုကတော့ရှားပါတယ်เนาะအဲကြောင့်မလို့ကျွန်တော်တို့ chord 6ခုတခါတည်းကြော်သွားမယ် chord 6ခုဆိုရင် family key ထဲက chord
အကုန်လုံးသုံးသွားပါတယ် family key တွေက chord ဆိုရင် C D minor E minor F G A minor ဒီ chord 6ခုပေါ့နော်အဲ့ဒီ chord 6ခုကိုဆွေးနွေးလို့အများကြီးရှိဆွေးနွေးလို့ရတဲ့ topic တွေအများကြီးရှိပါသေးတယ်နောက်ကြရင်ကျွန်တော်ဗီဒီယိုတတ်ပြန်လုပ်ပေးမယ်အခုကတော့ဒီ chord 6ခုကိုသုံးသွားတဲ့ progression ကတော့ 1 5 6 3 4 1 2 beat of 5 beat of 1ဒီတချင်းသုံးသွားတဲ့ဒီ chord 6ခုစလုံးကိုသုံးသွားတဲ့တချင်းကိုကျွန်တော်ပြောပြမယ်ဆိုရင်ဒီတချင်းပေါ့နော်အချစ်လို့ခေါ်သလားပေါ့နော်လာ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 Dang viva Okay 对啦6ခုရှိတယ်Okay ဒါဆိုအဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့တချင်းတဲ့ပုံကိုတီးတော့မယ်ဆိုရင် chord ဒီတချင်းထဲမှာ chord ဘယ်နှခုရှိလဲဆိုတာရေတွက်ကြည့်ချင်းအပြင်ကျွန်တော်တို့တချင်းတီးရတဲ့အခါမှာလည်းပို့ပြီးတော့ပျော်စရာကောင်းသွားတယ်လို့ပေါ့နော်ပြီးတော့အရန်ကြီးလဲစိတ်ထဲမှာရှုပ်ရှက်ခတ်မှာဖြစ်တော့ဒီနေရာရရင်ဒီ chord ဟိုနေရာရရင်ဟို chord အဲ့လိုမျိုးလိုက်သွေးစရာမလိုတော့ဘူးပေါ့နော်ဒီတချင်းထဲမှာဒီ chord တွေရှိတယ်ဆိုတဲ့အကြောင်းတခါတလေဟို chord ဝင်လို့မလိုက်လို့ရှင်ဒီ chord ပြန်လာအဲ့လိုမျိုးလုပ်လို့ရပါတယ်အဲ့လိုဆိုရင်ကျွန်တော်တို့တီးတဲ့အခါမှာလည်းအရန်ကြီးစိတ်ဖိစီးမှုတွေမရှိတော့ဘူးเนาะကျွန်တော်တို့နည်းနည်းတက်တောင်းတက်တာနဲ့တီးသွားလို့ရပါပေါ့โอเคကဲတကယ်လို့အားလုံးအနေနဲ့ဒီလိုမျိုး music နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို sharing ပေးတဲ့ဗီဒီယိုကိုသဘောကျတယ်ဆိုရင် KBK Music ရဲ့ Facebook ဒါမှမဟုတ် YouTube ကို subscribe လုပ်ထားခြင်းဖြင့်ကျွန်တော်ကိုအားပေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်ဆုံကြမယ် bye bye